Hello မင်္ဂလာပါဒီနေ့က Sunday ဆိုတော့ဖျားကြောင်းသွားမှာဆိုတော့ like ခဲ့ပေးကြပါအခုကကျတော့ makeup လေးလင်းပြီးပြီဆိုတော့အဝတ်အစားလေးလိုက်တယ်ပေါ့နော်အဝတ်အစားလေးပြီးရင်တော့စပင်လောက်မှာဖြစ်ပါတယ်စပင်ကကျတော့ခေါင်းလျှော်ထားတာမချောက်သေးဘူးဒါပေမဲ့လည်းအရင်နောက်ကျနေပြီဆိုတော့ဒီမချောက်တစ်ချောက်လေးနဲ့ပဲဖျားကြောင်းကိုရောက်သွားပါတယ်Come to our hearts to me, listen, let me pass once Come to mountains, I say, is what in the fever. မနက်ပိုင်းစီစဉ်ရပြီးသွားပြီဆိုတော့ခွဲရအင်ဂျီကိုချက်ပြီးတော့ထားမှဖြစ်ပါတယ်ညညနဲ့ဖျားเจ้าကိုရောက်သွားတော့ outfit ကဒါလေးပါအိမ်မှာမချိုက်လိုက်ရလို့ဟာဟာဟာပြီးမရာတွေ့ရင်တော့မဖြစ်မနေ selfie ဆွဲပါတယ်နောက်ပတ်က concert လေးရှိတော့ဖျားเจ้าကိုလာခေချဖို့ဖိတ်ခေါ်ပါတယ်ပြီးရင်တော့ evening worship လေး set up ဖြစ်ပါတယ်ပြီးတော့မူကြီးထဲမှာပြန်ပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးပါ See you in the next video bye bye